Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်က OSC shop တဲကနေဈေးဝယ်မယ်ဆိုရင်ဘယ်လိုဈေးစစ်ရမလဲဆိုတာလေးကိုကျွန်တော်ကပြပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကိုကဝယ်မဲ့သူရဲ့ကိုကိုဈေးစစ်ပေးမယ်ဆိုရင်တငယ်ချင်းတယောက်ရရှိရပါမယ်ခင်ဗျာအရင်ဆုံး OSC shop software လေးကိုနှစ်ယောက်လုံးမှာတောင်းထားပြီးတော့ login ဝင်ထားတဲ့ဟာလေးပြရပါမယ်ခင်ဗျာ login ဝင်တဲ့နည်းလေးကတော့ဒီမှာ login ဆိုပြီးဝင်လိုက်မယ် login ဆိုပြီးဝင်ပြီးဆိုရင်ဒီမှာ 1 key ဆိုတာလေးရှိရခင်ဗျာ1 key လေးကိုနှိပ်လိုက်တာနဲ့ auto login ဝင်ပြီးသားလေးဖြစ်သွားပါလိမ့်မယ်ခင်ဗျာကဲအခုဆိုရင်ဖုန်းနှလုံးမှာ login ဝင်ပြီးသွားပါပြီအဲ့ဒါဆိုရင်အခုဝယ်ယူမဲ့ကိုဘက်ကနေပြီးတော့ဈေးစစ်မယ်ဆိုတဲ့ဟာလေးကိုနှိပ်ရပါမယ်ခင်ဗျာနှိပ်ပြီးရင်ကိုယူမဲ့ model အခု OAP နဲ့ OAC ဆိုပြီးနှစ်ခုရှိပါတယ် OAP လေးကိုဝယ်မယ်ပဲထားပါစို့နော်အဲ့ဆို OAP လေးကိုဈေးစစ်မယ်ဆိုပြီးနှိပ်ပြီးတော့တငယ်ချင်းဈေးစစ်ပေးဆိုတဲ့အဝါရောင်စာတန်းလေးကိုနှိပ်လိုက်ရပါမယ်ခင်ဗျာအဲ့ဒီအချိန်မှာလင်းလေးပေါ်လာပါလိမ့်မယ်ခင်ဗျာလင်းလေးပေါ်လာပြီဆိုရင်ကဲအဲ့မှာလင်းလေးပေါ်လာပါတယ်အဲ့ဒီလင်းလေးကိုက copy လေးကိုယူမယ် copy လေးကိုယူပြီးပြီဆိုရင်အခုတငယ်ချင်းရဲ့ Viber မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ် message ပို့ရပါမယ်ခင်ဗျာကိုတငယ်ချင်းဘက်ကလည်း OSC shop software ကိုlogin ဝင်ပြီးသားဆိုရင်အဲ့ဒီစက်ကိုလုံးဝရှင်းထလိုက်ရပါမယ်ခင်ဗျာပြီးရင်အခုတငယ်ချင်းကိုပို့ပါမယ်တငယ်ချင်းကိုဆိုတော့ copy ယူထားတဲ့ဟာလေးကိုပို့လိုက်ပါမယ်ခင်ဗျာကဲအခုဆိုရင်တငယ်ချင်းရဲ့ဖုန်းထဲကိုလည်းကိုပို့လိုက်တဲ့ message လေးရောက်သွားပြီဆိုတော့တငယ်ချင်းကလည်းအဲ့ဒီဟာလေးကို copy ပြန်ယူရပါမယ် copy ယူပြီး OSC shop software တွေကိုတွားရပါမယ်ခင်ဗျာ OSC shop software တွေကိုဝင်လိုက်ပြီဆိုတာနဲ့တငယ်ချင်းတွေဈေးစစ်ပေးဆိုတဲ့အဝါရောင်စာတန်းလေးကြာလာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်တာနဲ့နောက် short 9000လေးရသွားပါပြီခင်ဗျာကိုကအဲ့လိုမျိုးပဲ short စိတ်တွေကိုလိုချင်တယ် short စိတ်တွေကို9000မကထပ်ပြီးလိုချင်သေးရဆိုရင်နောက်တငယ်ချင်းတယောက်ကိုလည်းအဲ့လိုလေးလုပ်လိုက်ပါအဲ့လိုလုပ်မယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့က tablet တစ်လုံးကို9000လောက်ထိ shop ပြီးလို့ရပါတယ် OSC shop software တွေကဝင်မှရမှာပါခင်ဗျာအဓိက OSC shop software ကဝင်မယ်ဆိုတိထားမယ်အချက်တစ်ချက်ကတော့ KP သုံးတဲ့သူပဲဖြစ်ရပါမယ်နော် KP သုံးတဲ့သူဒါလည်း OSC shop software တွေကနေဝယ်လို့ရပါမယ်ခင်ဗျာ